ကားစီးစစ်ဆေးတော့မယ်ဆိုရင်ဒီ checklist ပေါ့နော် vehicle inspection checklist နဲ့စစ်ဆေးမယ်ဒီမှာကားနံပါတ်သူ့ရဲ့ model ကြီးอ่ะပြီး chassis နံပါတ်ဒါစစ်ဆေးတဲ့သူနာမည်ပြီးတိုင်း engine နံပါတ်ပေါ့နော်နံပါတ်1အရင်ဆုံး item ဒါကတော့ကားရဲ့ပိုင်ဆိုင်မှုဆိုင်ရာစရစတန်းပေါ့နော် owner book စစ်မယ် witness စစ်မယ် owner book ဆိုရင်ဒီ V နဲ့ထိုးစစ် witness ဆိုလည်းတခြားစစ်မယ်နော် license ဆိုလို့ရှိရင်ဟို mass stick ကားအစစ်မယ်ပြီးlicense ကဒါတခြားလုပ်ငန်း license တွေဒီလိုလုပ်ငန်းသုံးကားဆိုလုပ်ငန်း license တွေပါစစ်မယ်ပေါ့နော်နောက်တစ်ခုကဂျပန်ကတင်သွင်းထားတဲ့ကားဆိုရင်ဂျပန်ကပို့လိုက်တဲ့ export certificate ပေါ့နော် cancellation ပေါ့နော်ဂျပန် cancellation ပါရင်စစ်မယ်မပါဘူးဆိုလို့ရှိရင်လည်းတချို့ကားဆိုရင် JP Center ကနေပြန်ပြီးတော့ပတ်စံပေးပြီးထုတ်လို့ရတယ်ဒေါ်လာ20လောက်ပေးပြီးထုတ်ရမယ်ပေါ့နော်အဲစစ်မယ်ပြီးရင် spare key တော့ပို့ပါလားတစ်ခါစစ်မယ်ပါရင်တစ်ခါတောင်းထားပါနော်တော့ပို့မပါဘူးဆိုလို့ရှိရင်လည်းတော့တစ်ချောင်းနဲ့ဆိုရင်စင်မပြေဘူးတော့ခါတယ်နောက်တစ်ချောင်းဖြစ်အောင်တော့ထိုးပေးထားပါနော်ပြီးအပြင်ပိုင်းစစ်လို့ရှိရင်နံပါတ်1ရှေ့ဘက်မှာစစ်မယ်ပြီးနောက်ဘက်မှာစစ်မယ်နော်ရှေ့ဘက်မှာနောက်ဘက်မှာရှေ့ဘက်မှာဒါဆိုရင်စိတ်ကွက်တယ်နော်ကွဲနာစာရှိလားစစ်မယ်နောက်ဘက်မှာစစ်မယ်ပြီးရင်ဘောနက်ဖုန်းတွေစစ်မယ်ဘောနက်ဖုန်းတွေမှာဒီရိုးအစ်စ်တွေထိတ်တိုင်းတွေကိုတခြားလေးစစ်မယ်နော်ပြီးခေါင်းတွေမှာအပိန်ချမ်းရှိသလားပြီးခေါင်းကိုခောက်ကြည့်မယ်ပေါ့နော်ပတ်တီးပါသလားပေါ့ပြီးရင်ခေါင်းနေပြီးရင်ဒါတကားပေါက်တွေဆိုရင်ဒီဂျိုင်းကြားတွေပေါ့နော်ပါချမ်းနဲ့တကားနဲ့ဂျားထဲမှာရှိတဲ့ဂျိုင်းကြားတွေကိုစိတ်ကျင်းညီသလားတခြားစစ်မယ်ဒီချုပ်ရိုးတွေကအရေးကြီးဆုံးပဲပေါ့နော်ကျန်တဲ့နေရာနဲ့ဆိုင်ပြီးရင်ဖန်နာပေါ့နော်ဖန်နာဆိုလို့ရှိရင်ဒါဒီရာဆုံးတော့ဖန်နာမပါဘူးပေါ့နော်ဒီဖန်နာတွေဆိုရင်စစ်မယ်နောက်တစ်ခုကရှေ့မီးပေါ့နော်ရှေ့မီးတွေကွဲနာရှိသလားမီးမှုံးတော့ဝါနာရှိသလားစစ်မယ်တခါလဲမီးရောဖွင့်ကြည့်မီးလုံးကိုမလင်းတာမပြူတာဆိုရင်တခါလဲရအောင်လုပ်မယ်ပေါ့နော်နောက်တေးလိုက်တွေဆိုရင်ဒါဒီကဒီ silent မီးတွေပေါ့နော်နောက် fault light ပါရင် fault light တွေစစ်မယ်နောက် brake မီးတွေနောက်ဒီ back ဆုပ်လို့ရှိရင်ဒီ back မီးတွေတခြားစစ်မယ်ပေါ့နော်ပြီးရင်ရှေ့မှန်ကြီးဆိုရင်ဒီလို sticker ရှိရင်အတွင်းကနေကြည့် sport ပါလားကြည့်မယ်ဘယ်နားမှာ sport ပါတော့ sport ပါလားအဲ့ရပါလားတခါလဲဒါရောင်းလာအပ်တယ်ဆိုရင်တခါလဲစစ်မယ်ပေါ့နော်နောက်တစ်ခုကရှေ့မှန်ကြီးပြီးသွားရင် safe condition က အော်ဆေးလားနောက်ဆေးလားတခြားစစ်ပေါ့နော်အဓိကဒီ DNA ရေမကြည့်ရင်ဒီရိုးစစ်တွေကိုအရင်ကြည့်ဒီရိုးစစ်ကနောက်ဆေးတုတ်ထားတဲ့ဟာလားအော်ဆေးလားကြည့်မယ်ပြီးတော့မှဒီလိုမျိုးပြင်ဘက် condition တွေကိုလိုက်ပြီးတော့နောက်ဆေးလားအော်ဆေးလားခွဲမယ်ပေါ့နော်ဒါကတော့ခွဲတဲ့ပြီးသားပြောပြထားပါတော့အဲ့တော့ပတ်တီးပါရင်စစ်မယ်နောက်တက်တိုမီတာလေးနဲ့တိုင်းပြီးတော့ဆေးသားအထူပတ်တီးအထူကိုလည်းတိုင်းပြီးတော့ဒီချင်းကိုတခြားစစ်မယ်နော်ဒါအတွင်းပြင်ပိုင်းပေါ့ပြင်ပိုင်းပြီးရင်အတွင်းပိုင်းဆိုရင်ကျတော့ဒီကားထဲမှာရှိတဲ့ dashboard တွေကွဲနာစားပါမပါ steering တွေလှည့်ကြည့်မယ် power steering ပေါ့steering မှာ airbag ပွင့်ထားရပါရှိမရှိပေါ့နော်နောက်ထိုင်ကုန်တွေအပေါက်အပြဲနာစားရှိမရှိရှေ့လို့နောက်ဆုတ်လို့ရမရထိုင်ကုန်တွေခောက်ပြီးလို့ရမရပေါ့နော် aircon တွေဖွင့်ကြည့်မယ် aircon compressor ကတ်သလားအေးသလားစစ်မယ်ပြီးရင် power window တွေလှုပ်သလားတခြားစစ်မယ်ပြီးရင်နောက်တစ်ခုကတခြား multimedia ဆိုတာ TV တွေ cassette တွေ radio တွေပါတယ်ဆိုရင်ကောင်းမကောင်းတခြားစစ်မယ်ပေါ့နော်အဲ့ရင်ကောင်းတယ်ပေါ့ပြီးရင်အတွင်းပိုင်းသက်ရှင်းတဲ့ကောင်းရင်ကောင်းသလိုမှတ်ပေးမယ်ပေါ့နော်ပြီးရင် engine ပိုင်းဆိုင်ရာဆိုကြတော့ engine ကိုစပြီးတော့ဆက်နှိုးကြည့် engine ဆက်နှိုးကြည့်ရင်engine ရဲ့အတန် noise ဖြစ်သလား step ပေါ့နော် engine step ဆိုတဲ့အတန် step ဘောချော်တာရှိသလားတခါတန်းနိုးသလားအဲ့လိုမျိုးစစ်မယ်ပြီးရင် gear box ကရှေ့ gear ထိုးမယ်တစ်ချက်လှိမ့်ကြည့်မယ်နောက် gear ထိုးမယ်တစ်ချက်လှိမ့်ကြည့်မယ်အရင်ဆုံး gear box condition အဲ့လောက်ရင်စစ်ပေါ့နော်ပြီးရင် brake ဖမ်းကြည့်မယ်ပြီးရင် suspension ကတော့ဆရာတို့လမ်းကျန်းတွေမှာမောင်းကြည့်မယ်ရိုးကတည်းကလမ်းကိုမောင်းမယ်နောက်ဒီလိုမျိုးဂုံကြောက်ရှိတဲ့လမ်းကျန်းလိုမျိုးကိုတရားတိုင်းဂန်းတန်တွေပါထွက်လာတာလားဆိုတော့တခြားစစ်ပြီးတော့မောင်းကြည့်ပေါ့နော်အဲ steering ပြီးရင် battery ကလည်းbattery ရဲ့ condition ကောင်းမကောင်းပေါ့နော်ခါလေကျမောင်းထားလို့ချက်ချင်းပြန်နှိုးလို့ရတယ်2ညလောက်သိလိုက်ရင်မနှိုးဘဲထားရင်မရတော့တဲ့ battery ရှိတယ်မျိုးတွေရှိတယ်အဲ့ဒါမျိုးဆိုရင်ဒါ battery မကောင်းဘူးပေါ့နော်အဲ့တော့နောက်တာယာဆိုလဲတာယာရဲ့ date နော်တာယာရဲ့ date ကိုကြည့်မယ် date လိုနေပြီဆိုရင်တော့ယူဆိုင်ရမှာပေါ့နော်ဒိတ်ကောင်းသေးတယ်ဆိုလို့ရှိရင်လည်းတခါလေဒိတ်ကောင်းရတဲ့တာယာကွဲနေတာမျိုးနားနေတာမျိုးတွေရှိတယ်အဲ့တော့တာယာ condition ကိုလည်းတခြားစစ်ဆေးမယ်ပြီးရင် test drive စမ်းမောင်းကြည့်တဲ့အချိန်မှာအချိန်တင်လိုက်တဲ့အချိန်မှာကားကဥမာအချိန်တန်ထိုးပြီးတက်သလားဒါမှမဟုတ် width နေသလားအဲ့လိုတခါလေးစစ်မယ်အဲ့တော့ acceleration ကောင်းမကောင်းပေါ့နော် brake system လည်းတခါလေ desktop ဒိန်းဆိုမိသွားသလား ABS ကောင်းသလားပေါ့ပြောတာနော်စစ်မယ်ပြီးရင် alignment မောင်းကြည့်လို့ရှိရင် CRI ကအလဲကောင်တဲ့မှာပဲရှိနေရမယ်နော် CRI တစ်ဖက်စောင်းနေတာမျိုးcarry ဖြစ်နေတာမျိုးမဖြစ်ရဘူးပေါ့နော် alignment ကောင်းမကောင်းစစ်မယ်ပြီးရင် vibration CRI ကိုလက်လေးနဲ့ထောက်ပြီးတော့CRI မှာတုံခါမှုလာတိုးတာမရှိစစ်မယ်ပြီးရင် warning light ပေါ့နော်ကားရဲ့ဒီရှေ့တက်မှာရှိတဲ့ဘာမီးပေါ်သလုံးပေါ့နော်ချက်မီးတွေချဘာ airbag မီးတွေ ABS မီးတွေပေါ်သလားစစ်မယ်ပေါ့နော်
ပြီးနောက်ဆုံး final အကုန်လုံးကောင်းတယ်ဆိုရင် approve ပေါ့နော် approve ပေးပြီးတော့လိုအပ်တယ်ဆိုလို့ရှိရင်ဆရာတို့ဒီမှာနော် repair require ပေါ့နော်ပြင်ဆင်ဖို့လိုအပ်တယ်ဆိုပြီးတော့3ရက်လောက်အတွင်းကောင်းအောင်ရောင်းလာတဲ့သူကိုပြန်ပြင်ခိုင်းပြီးကောင်းပြီဆိုတော့မှရောင်းတင်မယ်နော်အဲ့တော့ approve ပေးပြီဆိုတော့မှဒီမှာ remark ရေးလိုအပ်လို့ပြုပြင်လို့မရတော့တဲ့အခြေအနေဆိုလို့ရှိရင်တော့ဒီမှာရေးပေါ့ပြုပြင်နေရတဲ့ဟာဆိုပြင်မယ်ပေါ့နော်